အားလုံးပဲမင်္ဂလာပါအဒီတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိုင်လေးကိုဖတ်ရှုလိုပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး2အငယ်16ခါခွေပိုင်တို့ပြုလျင်ငါသည်အကျိုးမရှိပဲလျက်ပြေးသည်မဟုတ်အကျိုးမရှိပဲလျက်ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကိုငါထောက်၍ခရစ်တော်၏နေ့ရက်၌ငါဝါကြွားဝမ်းမြောက်လိမ့်မည်ဆိုတဲ့နှုတ်ကပတ်တော်အပြင်အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့အကျိုးဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်လောကလူသားတိုင်းရဲ့အသက်တာမှာကြိုးစားလှုပ်ဆောင်နေခြင်းသည်ရရှိလာမဲ့အကျိုးကိုမျှော်လင့်ပြီးတော့လှုပ်ဆောင်နေကြတာဖြစ်တယ်အကျိုးမရှိရင်ဘယ်သူမှလှုပ်ဆောင်မှာမဟုတ်ဘူးဒါကြောင့်လောကလူသားတိုင်းရဲ့မျှော်လင့်ချက်သည်ရရှိလာမဲ့အကျိုးကြောင့်တာလျင်ဖြစ်တယ်အကျိုးဆိုတဲ့နေရာမှာကောင်းကျိုးနဲ့ဆိုးကျိုးဆိုပြီးတော့နှစ်မျိုးရှိတာဖြစ်တယ်ကောင်းတဲ့အလုပ်ကိုလုပ်ရင်တော့ကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပြီးဆိုးတဲ့အလုပ်ကိုလုပ်ရင်တော့ဆိုးတဲ့အကျိုးကိုရရှိစေမှာဖြစ်တယ်အဲ့ဒီကောင်းကျိုးနဲ့ဆိုးကျိုးသည်ကိုယ်လှုပ်ဆောင်မှုကြောင့်ရရှိလာတဲ့အရာဖြစ်တယ်အဲ့ဒါကိုတမန်ကျမ်းစာထဲမှာတော့စိုက်သည့်အတိုင်းရိပ်ရတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ်ဒီအကြောင်းအရာလေးကိုဆင်ခြင်ပြီးကျွန်ုပ်တို့ရဲ့လှုပ်ဆောင်နေတဲ့အလုပ်သည်ကောင်းကျိုးကိုဖြစ်စေသလားဒါမှမဟုတ်ဆိုးကျိုးဘက်ကိုပဲဥတည်နေသလားဆိုတာစဉ်းစားဆင်ခြင်ပြီးမှလှုပ်ဆောင်တတ်ဖို့ရန်လိုပါတယ်ဒီကြမ်းမလေးမှာတမန်တော်ရှင်ပေါလုကအမှုတော်သာသနာတော်အတွက်ကြိုးစားလှုပ်ဆောင်နေခြင်းသည်ရရှိလာမဲ့အကျိုးအတွက်ရည်ရွယ်ပြီးတော့ကြိုးစားလှုပ်ဆောင်နေတယ်ဆိုတာဖော်ပြတွင်တင်ထားတာဖြစ်တယ်အကျိုးမရှိပဲဘယ်သူမှမလုပ်ဘူးဆိုတာကိုလည်းလူအများသိမြင်လာအောင်ဖော်ပြပေးတာဖြစ်တယ်တမန်တော်ရှင်ပေါလုသည်အကျိုးကိုမျှော်လင့်ပြီးတော့လှုပ်ဆောင်တယ်လို့ပဲကျွန်ုပ်တို့ယုံကြည်သူများအသက်တာမှာလည်းအကျိုးအတွက်လှုပ်ဆောင်တော်သူဖြစ်ဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်အကျိုးဆိုတဲ့အရာသည်အချိန်တန်မှဖျားပြင်ဆင်ပေးမဲ့အရာဖြစ်တယ်အချိန်မတန်မဲ့ရရှိလာတဲ့အရာသည်ကိုလှုပ်ယူတဲ့အရာဖြစ်တယ်အကျိုးဆိုတဲ့အရာမှာယခုလက်ရှိအသက်ရှင်စဉ်ကာလအတွက်မဟုတ်ပဲတမလွန်အတွက်ဖြစ်တယ်ဒါကြောင့်တမန်တော်ရှင်ပေါလုကသူလှုပ်ဆောင်ခဲ့တဲ့အရာတွေကြိုးစားနေတဲ့အရာတွေဒီယခုလက်ရှိအသက်ရှင်စဉ်ကာလအတွက်မဟုတ်ပဲတမလွန်မှာခရစ်တော်ရဲ့နေ့ရက်ကာလကိုရောက်တဲ့အခါရရှိလာမဲ့အကျိုးအတွက်ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်ဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ်ယနေ့ခေတ်ကာလမှာကျွန်ုပ်တို့ယုံကြည်သူများအမှုတော်ဆောင်များဖျားအလုပ်ကိုလှုပ်ဆောင်နေကြခြင်းသည်ယခုလက်ရှိအသက်ရှင်စဉ်ကောင်းမွန်စွာနေထိုင်တွာလာအသက်ရှင်ပြီးအရှိန်တွေကိုကုန်လွန်စေတာကြောင့်တမန်တော်ရှင်ပေါလုဖော်ပြထားတဲ့အကျိုးနဲ့လွဲချော်နေတာဖြစ်တယ်အလုပ်ကဖျားအလုပ်ဖြစ်ပြီးခရစ်တော်အတွက်အပင်ပန်းမခံကျင်ကြဘူးအစင်းရဲမခံကျင်ကြဘူးဒုက္ခမခံကျင်ကြဘူးဖျားအလုပ်ကိုလှုပ်ဆောင်နေခြင်းသည်ပေးဆက်ရှင်တဲ့ရယူလိုစိတ်ကြောင့်လှုပ်ဆောင်နေတဲ့အမှုတော်ဆောင်တွေများလာတာကြောင့်ဖျားသခင်ဝမ်းနည်းစေတာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာကောအဲ့ဒီလိုယုံကြည်သူအမှုတော်ဆောင်ဖြစ်နေသလားဆိုတာပြန်လဲစဉ်းစားစေခြင်းတယ်အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားနေမယ်လှုပ်ဆောင်နေမယ်ဆိုရင်တော့သခင်ကတော့ဝမ်းနည်းနေအောင်မှာဖြစ်တယ်တမန်တော်ရှင်ပေါလုရဲ့အသက်တာမှာကိုယ့်အကျိုးအတွက်လှုပ်ဆောင်နေဆိုပေမဲ့အဲ့ဒီရရှိလာမဲ့အကျိုးဒီယခုလက်ရှိအသက်ရှင်စဉ်ကာလအတွက်မဟုတ်ပဲသခင်ဖျားရဲ့နေ့ရက်ကာလမှာသခင်ပြည့်မဲ့အကျိုးအတွက်မျော်လင့်ကြီးစွာစောင့်မျှော်ရင်းယခုမျက်မှောက်ကာလမှာတွေ့ကြုံနေရတဲ့အခက်အခဲဒုက္ခပြဿနာများကိုတီးခံပြီးစောင့်မျှော်နေတာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိသားစုများကျွန်ုပ်တို့လှုံ့ဆော်ခြင်းသည်ယခုအတွက်လားထာဝရအတွက်လားဆိုတာပြန်လည်စဉ်းစားဆင်ခြင်ရင်းတမန်တော်ရှင်ပေါလုကဲ့သို့သခင်ဖျားရဲ့နေ့ရက်ကာလမှာသခင်ပြည့်မဲ့အကျိုးကိုရရှိပိုင်ဆိုင်ပြီးဝါကြွားဝမ်းမြောက်နိုင်သောသူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဘုရားကောင်းကြီးပေးပါစေ